こんばんは。BH バニオンライングラマージューズバリဒီနေ့တော့ Android grammar เนาะဆိုမှတုံးမရဲ့ Android grammar ကဖုစုခမဲ့နှစ်ရက်မြောက်နေ့ကိုပြောပါမယ်เนาะဒိုင်းအခအခန်း1ရဲ့ဖုစုခမဲ့နှစ်ရက်မြောက်နေ့ကိုတွားကြည့်ရအောင်ဟောနှစ်ရက်မြောက်နေ့မှာတွေ့ရမယ့် grammar က3ခုရှိမယ်နံပါတ်1ကကြတော့ဆိုလို့9တူเนาะ9တူဆိုတာကဆိုလို့မလုံးမဖြစ်လုပ်ရမယ်ဆိုတဲ့ date ပဲလေးပါဆိုလို့နှုတ်လေးနဲ့တစ်ချက်လောက်ကြည့်ရအောင်เนาะအဲ့တော့9တူဆိုတာကမလုံးမဖြစ်လုပ်ရမယ်သူကဘာနဲ့တူတူပဲလဲဆိုတော့အရင်တုန်းကတင်ခဲ့မှုတဲ့9တူ ek 9နော်ဘန်9တူ ek 9အခုဘန်နခဲတယ်ပါနာရ9နော်နခဲတယ်ပါနာရီမဆန်အဲ့ဒါနဲ့အတူတူပဲအဲ့ဒီစလုံးလေးတွေရဲ့အတူကနော်9တူ ek 9နဲ့နခဲတယ်ပါနာရ9နဲ့ကအတူတူပဲအဲ့ဒီနှစ်ခုနဲ့အတူကောက်ပေါ့နော်စကားပြောပုံစံသုံးမယ်ဆိုလို့ရှိရင်ကြတော့အခု N3 မှာဘာဖြစ်သွားရလဲဆိုတော့ဘန်9တူနော်မလုံးဖြစ်လုပ်ရမယ်ဆိုတဲ့တိတ်ပဲအဲ့ဒါကိုမှအမျိုးသမီးသုံးเนาะမိန်းကလေးပြောတဲ့စကားလုံးဆိုရင်ကြတော့ဘာဖြစ်သွားလဲဆိုတော့နတ်ခုချပြန်ဖြစ်သွားတယ်เนาะဘယ်နိုင်တို့လည်းရတယ်နတ်ခုချလည်းရတယ်เนาะဒါဆိုရင်အမျိုးသမီးသုံးဆိုရင်နတ်ခုချလည်းသုံးတယ်ဘယ်လိုမဖြစ်လုပ်ရမယ့်အခြေအနေမှာသုံးတယ်ဒီเนาะအဲ့ဒါကအခန်း1 grammar အဲ့တော့9တွေတွေ့ပြီဆိုတော့ဒါ9ဖောင်ပြောင်းရမယ်เนาะ9ဖောင်ပြောင်းရမယ်ဆိုတာအခန်း19เนาะ5ရဲ့အခန်း19မှာရ9ဖောင်ပြောင်းပြီးရတာတီးပြီးသားเนาะโอเคအဲ့တော့ဒီမှာမပြောတော့ဘူး9ဖောင်ပြောင်းပြီးလို့တော့9ဆိုတဲ့ဟာလေးနဆိုတဲ့ဟာလေးတွေတွေ့ပြီဆိုရင်တော့တေချာတာကတော့အကုန်9ဖောင်ပြောင်းလာဒါဆိုရင်အောက်ကဆဲလို့စာလေးတွေဖတ်ကြည့်ရအောင် I start wa here ကိုတေခါခဲတူခါတာမိုနေ9တို့မနေ့ပြန်စောစောအပြင်ထွက်ရမယ့်အတွက်ကြောင့်မလို့နေ9တို့အိတ်ရမယ်နော်မအိတ်လို့မရဘူးအိတ်ရတော့မယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောမှာနော်နေနခဲတယ်ပါနာရနာနော်ဒီဒီပဲစကယ်ပြောဆိုတော့အတူလေးဖြစ်သွားတယ်နောက်တစ်လုံးကြည့်ရအောင်နောက်တစ်လုံးကကြတော့ရှိတယ်မတဲ့အောက်တော့အခါကဲစုကကံပါတဲ့ဒီဘန်ကော့9ပေါ့နော်စာမိုးခွဲအတွက်နောက်ထပ်တစ်လပဲကြံတော့တယ်အဲ့အတွက်ကြောင့်မလို့ဒီစူးစမ်းပြီးတော့စာမလေ့လာလို့မဖြစ်လေ့လာရမယ်နော်ဘန်ကော့9တို့စာလေ့လာရမယ်ဆိုတဲ့ဒီအဲ့တော့ဘန်ကော့9ခဲတယ်ပါနာရီမဆန်နဲ့အတူတူပဲနော်တနာခဆန်နီမေရူနိုဟန်ဂျီကိုရှင်းနာခုချဟောတနာခဆန်ကိုမေးပြန်စာမပို့လိုက်ရဘူးနောက်ခုချကကြတော့စကားပြောလေးနော်အမျိုးသမီးသုံးတဲ့စကားပြောလေးဖြစ်သွားတာ9တုံနဲ့အတူတူပဲနောက်ခုချနော်အဲဒါလည်းရှင်းနာခဲ့တယ်ပါနာရ9နဲ့အတူတူပဲနော်အဲစကားပြောပုံစံလေးပါအဲ့တော့နံပါတ်1ကတော့လွယ်တယ်နော်ဒီနှစ်ရက်မြောက်နေ့ရဲ့နံပါတ်1ကလွယ်တယ်နည်းနည်းခတ်တာကနံပါတ်3နဲ့နံပါတ်2ပေါ့နော်3နဲ့2နဲ့3ကခတ်တယ်ဒီအဲ့တော့နံပါတ်2 grammar လေးကိုကြည့်ရအောင်နံပါတ်2 grammar ကကြတော့သူကဘက်သေးဖြုတ်ချဥကတာဘက်သေးဖြုတ်ချဥကတဲ့ grammar ကဘာနဲ့တူလဲဆိုရင်သူတို့ N4 တုန်းကအခန်း29မှာတင်ခဲ့ရတဲ့ grammar လေးဘက်သေးရှိမာယီမတ်နဲ့တူတာเนาะသူ့ကိုပုံစံပြောင်းထားတာဘက်သေးရှိမာယီမတ်ဆိုတာကဆိုလို့လေဒီလုံးဆောင်မှုတစ်ခုပြီးမြောက်သွားတယ်ပြီးစီးတယ်ဆိုတဲ့ပုံစံလေးเนาะစိတ်မကောင်းဖြစ်ခြင်းတွေမှာသုံးတယ်လို့ပြောခဲ့တယ်29 grammar တစ်ချက်ပြန်ကြည့်လိုက်เนาะ29တကယ်လို့ကိုကမရခဲ့ဘူးဆိုရင် N4 ရဲ့အခန်း29 grammar လေးတစ်ချက်ကြည့်ပါအဲ့ဒီမှာဆိုရင်စလေးနှုတ်ထဲမှာလေးဒီမှာရေးပေးထားတယ်เนาะโอเคအဲ့ကြည့်မယ်ဘတ်တဲရှိမာအီမတ်ဘတ်တဲရှိမာအီမတ်တာเนาะအဲ့ဒါလေးကလုံးဆောင်မှုတစ်ခုပြီးစီးခြင်းနဲ့တော့မဟုတ်ဘူးเนาะတစ်ခုခုကိုလုံးလိုက်မိတယ်မတော်တဆဖြစ်သွားတဲ့အတွက်ကြောင့်စိတ်မကောင်းဖြစ်မှုတွေမှာသုံးတယ်ဥပမာဆိုရင်ရှုခုတိုင်းကခွန်ဘန်เนาะဒီညခိုက်တဲ့ရှိမာအီမတ်ပြအောင်ရေးမယ်အဲ့လုံးဆောင်မှုပြအောင်လုပ်မယ်ချင်းရှုခုတိုင်းကခိုက်တဲ့ရှိမာအီမတ်တာဆိုရင်အိဇာကရေလို့ပြီးသွားခဲ့ဒါဆိုရင်လည်းပြီးဆုံးသွားတဲ့အချိန်နောက်ရှုခုတိုင်းတော့ဟိုဝါဆူတဲ့တဲ့ရှိမာအီမတ်တာဒါကြတော့အေဇာစာအုပ်ကိုမေ့ကြံခဲ့တယ်စင်ကောင်းဖြစ်မှုအခြေအနေနော်ဒီမှာခန်း29မှာသင်ခဲ့ရတဲ့ဘတ်တေရှိမာယီမတ်အဲ့ဒီ grammar ကိုပုံစံပြောင်းလိုက်တဲ့အခါမှာဘတ်တေဖြုတ်ချဥဖြစ်သွားတယ်နော်အဲ့အတူကောက်ဖြစ်သွားတယ်သူ့ရဲ့ပေါင်ပြောင်းကြီးလေးကိုတစ်ချက်ကြည့်ရအောင်သူကတဲ့တဲဆိုလို့ရှိရင်တော့အဲ့ဒီတဲကိုဖြုတ်ပြီးတော့ဂျာဥကတ်တယ်ဒဲဆိုရင်အဲ့ဒီဒဲကိုဖြုတ်ပြီးတော့ဂျာဥကတ်ဥမာဘတ်တေရှိမာဥဘတ်တေရှိမာအီမတ်ဒီဘတ်တေရှိမာဥเนาะဆိုတော့ဒီကြီးလျှော့ခဲပြောင်းလိုက်တဲ့အခါမှာဥဖြစ်သွားတာเนาะအဲ့တော့ဘတ်တေရှိမာဥအဲ့ဒီဘတ်တေရှိမာဥဆိုရင်အဲ့ဒီကတဲကိုဖြုတ်ပြီးတော့သူတို့ကဂျာဥကတ်လိုက်ရတယ်ဘတ်ဂျာဥเนาะဘတ်ဂျာဥမှာအစားသွင်းကြည့်ခါအီမတ်ဝဲတယ်ဝဲတဲ့ဟာကိုတဲဖောင်ပြောင်းလိုက်ခတ်တေရှိမာဥအဲ့ဒီခတ်တေရှိမာဥကိုသူတို့ N3 မှာတဲဖြုတ်ဂျာဥကတ်ရတယ်တဲဖြစ်တဲ့အတွက်ကြောင့်တဲဖြုတ်ဂျာဥကတ်လိုက်တဲ့အခါမှာခတ်တဲကခတ်ဂျာဥဖြစ်သွားတယ်နော်ခတ်ဂျာဥဒီလိုဒိတ်ပဲနောက်တစ်ခုဘတ်ဒဲရှိမာဥဒဲ
ဒဲဆိုရင်တော့ဒဲကိုဖြုတ်ပြီးတော့ဂျာဥကရမယ်အဲ့တော့နိုမိမဲ့တောက်တယ်ဆိုတဲ့ဖောင်က non de shima u non de shima u ဆိုရင်ဒဲဖြုတ်လိုက်တဲ့အခါမှာ non ဂျာဥ non ဂျာဥဒီလိုဖြစ်သွားတာเนาะဘယ်ကလာလဲဆိုတာဖြစ်အသေးစိတ်ဖော်ပြထားတယ်เนาะဒီကနေဖြစ်လာတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့နံပါတ်1ဒီဖောင်ပြောင်းလေးတွေပါတဲ့အတွက်ကြောင့်နည်းနည်းလေးခတ်လိုက်မယ်တီချာသတိထားပြီးတော့ကြက်ပေးပါโอเคเนาะဒါဆိုရင်တို့ဥမာစာကြောင်းလေးနဲ့တွဲပြီးတော့ကြည့်ကြည့်အောင်ဟုတ်ဒါပဲချက်တာဟုတ်သူကဂျာဥလို့ပြောပေမဲ့ဂျာဥဒီအမျိုးမျိုးပြောင်းနိုင်တယ်နော်အမျိုးပြောင်းတယ်ဆိုတော့ဥမာဖရမာပြောင်းနိုင်တာတွေ့တာဥမာနော်ဂျာဥလို့ပြောပေမဲ့အဲ့ဒီဥကိုဆိုတဲ့ဖောင်ပြောင်းမယ်ဆိုလို့ရှိရင်လေဂျာတဲပေါ့တာဖောင်ပြောင်းမယ်ဆိုလေဂျာတာပေါ့နော်ဖောင်ကြီးအမျိုးမျိုးထပ်ပြောင်းလို့ရတယ်ဂျာဥနဲ့ပဲဆုံးသွားမှာမဟုတ်ဘူးโอเคနော်အဲ့တော့ဒီမှာဂျာဥကိုတာဖောင်ပြောင်းလိုက်တဲ့အခါမှာတော့ဂျာတာဖြစ်သွားတယ်ဒါပဲဂျာတာဒါပဲဂျာတာစလိုက်တယ်ပေါ့နော်အဲ့ဒါခုပုံကြီးအာတာချောကလက်တူပေါ့ဒီနေရာမှာထားခဲ့တဲ့ချောကလက်ပေါ့တဲ့ဒါပဲချက်တာတဲ့ဖြုတ်လိုက်တာနော်တဲ့ဖြုတ်လိုက်တော့ဒါပဲချက်တာတော့သူဒီဘယ်ကလာလဲဆိုတော့ရှင်းပြီးတော့ကြည့်ကျင်နေဆိုရင်ဒီဘက်မှာကြည့်သွားဒါပဲတဲ့ရှီမတာစားလို့ကုံသွားတဲ့အခြေအနေအဲ့ဒီမှာတဲ့ကိုဖြုတ်တဲ့ဆိုရင်ဂျာဥဝင်လာနော်အဲ့တော့ဒီမှာတော့အတိတ်ကိုပြောကျင်တဲ့အတွက်ကြောင့်ဂျာဥနဲ့သုံးလို့မရတော့တာဖောင်ပြောင်းလိုက်တဲ့အတွက်ကြောင့်ဂျာတာဖြစ်သွားတာဒါပဲဂျာတာဒါပဲချက်တာဒီခဏခတ်တာမရဘူးလားစားလို့မရဘူးလားနော်ဒီလိုပြောတဲ့ပုံစံနော်ရှိခံကဝတ်တာဆောင်းမပြီးသွားပြီဖြော့ဝါနွန့်ချာအိုးဒီနေ့ကတော့တောက်လိုက်ကြစုနွန့်ချာအိုးကဘယ်ကလာတာလဲနွန့်ချာအိုးဒီဘယ်ကလာလဲဆိုတော့ဆိုလို့ eco ခဲဖြစ်ပါတယ် N4 ရဲ့အခန်း31မှာပါတယ် eco ခဲကြစုမာရှောနဲ့ပုံစံတူကြစုဖြစ်ပါတယ်โอเคနော်N4 တွေကိုမကြည့်ဘူးဆိုရင် N3 ကိုဆက်ပြီးတော့မလေ့လာပါနဲ့ N4 ကြည့်တော့မှအဆင်ပြေမယ်နော်နောက်လို့ဆိုခေါင်းတွေမူးသွားမှာဆိုလို့အဲ့တော့တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာN3 is မဆက်ဒီ N4 အခန်း31မှာပါတဲ့မာရှောဆိုတဲ့ကြာစုကနော်ဆိုတော့ဘတ်2ဆိုရင်ရောကြာစုလို့တော့ဆိုပြီးပြောထားတယ်ရောပေါင်ပေါင်းတာနော်ဘတ်1ဆိုရင်ရောဆိုရတာဒီ O တန်းမှာရှိတဲ့အတွက်ကြောင့်ဘတ်1တွေကအများတန်း line ပြောင်းရတယ်အဲ့တော့ O line ပြောင်းဥပေါင်းတဲ့ဟာနော်ဘတ်3ကတော့အလွတ်ကျက်လောက်ကြာစုဆိုရင်ရှီရောလာကြာစုဆိုရင်ခိုးရောဆိုတဲ့ဟာဒါပြန်မှတ်မိအောင်ပြောပြပေးတာနော်ဒီအဲ့တော့ဒီမှာဂျာဥလေ non day ဒဲဆိုရင်ဂျာဥလို့ပြောထားတယ်အဲ့ဒီဂျာဥကဒီတိုင်းနေမှာမဟုတ်ဘူး grammar ထပ်ပြောင်းလို့မှာနော်အဲ့တော့ပြောင်းအောင်မယ်ဆိုတော့ तू ကဥနဲ့ဆုံးတော့ဘတ်1ကို eco ခဲပြောင်းကြတော့ဥဆိုတော့ o line ပြောင်းနောက်ကဥကက်ဆိုတော့ဥထက်ကက်လိုက်တော့အဲ့ဒီမှာဘာဖြစ်သွားလဲဂျာဥဖြစ်သွားတာနော်ဖြော့ဝါ non ဂျာဥဆိုတော့ကြာစုဒီနေ့တော့တောက်လိုက်ကြာစုဆောင်းမဲပြီးသွားပြီဟိငါတို့တော့ပျော်ရွှင်တဲ့အထိမ်းမဲ့နေနဲ့ဒီနေ့ကတော့ဖြော့ဝါ non ဂျာဥတောက်လိုက်ကြာစုกว่าတောက်ကြလိုက်နော်တောက်လိုက်ကြာစုဒီလိုပုံစံnon de shima o နဲ့တူတူပဲနော်ဒီမှာဒဲဆိုတော့ဒဲဖြုတ်လာပြီးတော့ဂျာအိုဖြစ်သွားတာနားလည်မလားမသိဘူးနော်နားမလည်ရင်တော့ဖြည်းဖြည်းချင်းပြန်နားထောင်ကြည့်ပေးပါနော်ဖြည်းဖြည်းချင်းလုပ်ကြည့်ပေးပါโอเคဒါဆိုရင်နောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကကြတော့moshi moshi sumimasen kuruma ga konjatteဆိုတာကလေဘယ်ကလာလဲတဲ့ဖောင်ပြောင်းလိုက်တာနော်ဂျာဥဆိုတဲ့ဟာကိုတဲ့ဖောင်ပြောင်းလိုက်တော့ဂျာတဲဖြစ်သွားတာဟယ်လိုပေါ့နော်တစိမ့်လောင်ကားနေဘာဖြစ်နေလဲပိတ်နေလို့နော်ပိတ်နေလို့တဲဖောင်ဆိုတာပြီး၍လို့ကြောင်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာလေတော့ဒီမှာဆိုခရမကခွန်ကြတဲ့ကားပိတ်နေလို့ပါစကုရှိအခုရေမတ်နည်းနည်းလေးနောက်ကြပါမယ်နော်ဒါတဲဖောင်ပြောင်းတဲဖောင်လည်းပြောင်းလို့ရတယ်နော်အီခိုခဲလည်းပြောင်းလို့ရတယ်တာဖောင်လည်းပြောင်းလို့ရတယ်နိုင်ဖောင်လည်းပြောင်းလို့ရတယ်ဒီ grammar တွေကထပ်ပြီးတော့ပြောင်းလို့ရပါသေးတယ်နော်အခါကျရင်မျက်စိလဲမသွားပါနဲ့ဟဲ့ဒါဆိုနံပါတ်3လေးကြည့်ရအောင်နံပါတ်3ကလေသူကเนาะဆိုတော့ N4 ရဲ့အခန်း30 grammar နဲ့တူတယ်အခန်း30မှာဘတ်တဲအိုခီမှာဘတ်ထားမယ်เนาะအဲ့ဒီတခုခုကိုကြိုတင်ပြုလုပ်ထားမယ်လို့ပြောချင်တဲ့အခါမှာသုံးတဲ့ grammar လေးအဲ့ဒါကိုပုံစံပြောင်းထားတာเนาะအဲ့ဒါကိုပုံစံပြောင်းထားတာဒါလေးကိုလည်းတစ်ချက်လောက်ပြန်ရှင်းပြလိုက်အောင်မယ်เนาะအခန်း30မှာဆိုတော့တခုခုကိုကြိုတင်ပြုလုပ်ထားမယ်ဆိုလို့ရှိရင်ဘတ်တဲအိုခီမှာနဲ့သုံးမယ်ဘတ်ထားမယ်เนาะအနာဂတ်ကိုရေးတာဥပမာ日本へ行く前に日本語を勉強しておきます。ဂျပန်မှာသွားရင်ဂျပန်စာကိုလေ့လာထားမယ်เนาะဒီလိုမျိုးလေးသုံးတာအဲ့တော့အဲ့ဒီဟာကိုပုံစံပြောင်းလိုက်တဲ့အခါမှာ तू ကဘယ်လိုပြောင်းလဲဆိုတော့ तू ဒီဘတ်တဲဥခိမကလာတာเนาะသူ့ကိုကြီးလျှော့ခဲပြောင်းလိုက်ရင်ဘတ်တဲဥခုအဲ့ဒီဘတ်တဲဥခုမှာတဲကိုဖြုတ်ပြီးတော့တုတ်ခုပြောင်းလိုက်တာเนาะဥမာဝါကြောက်ကြည့်ကြည့်လိုက်ခိုင်းမဲ့ဝဲတယ်ဆိုရင်ခတ်တဲဥခုဝဲထားမယ်အဲ့ဒီမှာတဲဖြုတ်လိုက်တော့ခပဲကြမ်းမယ်နောက်ကအိုခုနေရာမှာတုတ်ခုကတ်လိုက်တော့ခတ်တုတ်ခုဒီလေးပဲ non တဲအိုခုအဲ့တော့ဒဲဆိုဒန်ဒန်ပါရင်သူလဲဒန်ဒန်ပါမယ် non တဲမှာဒဲကိုဖြုတ်လိုက်တော့ non နော်သူကဒဲဆိုတော့ဒန်ဒန်ပါတော့တုတ်ခုကဒုခုဖြစ်သွားတယ်
နော်အဲ့တော့ non တူခုဖြစ်သွားတယ်နော်တောက်ထားမယ်โอเคအဲ့ဒါကို grammar ထပ်ပြောင်းလို့ရတယ်နော် okay ရဲ့ oku ကို okanai လို့ပြောင်းလဲရတယ်နော်ဒါဆိုလုံးမထားဘူးပေါ့ဒါပဲတဲ့ okanai စားမထားဘူးအဲ okanai ဆိုတော့ तू ကဘယ်လိုပြောင်းမလဲ tokanai ပေါ့ဒါပဲပေါ့နော်တဲ့ကိုဖြုတ်လိုက်တယ်ဒါပဲတဲ့ okanai ဆိုရင်ဒါပဲ tokanai စားမထားဘူးဒါပဲနော်ဒီလိုပုံစံလေးတွေပါဟဲ့အဲ့တော့ကြည့်ကြည့်အောင်အောက်ကဟာလေးရခိုင်းတူခုနော်ခိုင်းတူခုဆိုတာကကြရေးထားမယ်ခိုင်းဒီဘယ်ကလာလဲခါခိမတ်ကလာတာနော်တော့ခါခိမတ်ကိုတဲ့ဖောင်ပြောင်းလိုက်တဲ့အခါမှာခိုင်းတဲ့ကတဲ့ဖြုတ်လိုက်တော့ခိုင်းပဲကြတယ်ပြီးတော့မှအုတ်ခုနေရာမှာတူခုကလိုက်တော့ခိုင်းတူခုရေးထားမယ်ဒီလေးပဲနော်တော့အမှဆိုရင်တက်စုတူတဲမှာချိခတာတူခုတို့မဲမိုးတဲ့ခိုင်းတူခုအဲ့တော့တူခုဆိုရင်ရေးထားမယ်အဲ့ဒီတူခုမှာနောက်ထပ် equal ခဲပြောင်းလိုက်တော့ခုကသူ့ရဲ့ o line ကခုเนาะပြီးတော့ ပေါင်းလိုက်တော့ကြာစုပုံစံစာမွေးဘက်မှာမှားခဲ့တဲ့နေရာကိုမှတ်စုမှာမှတ်ထားကြစုခိုင်းတဲ့ o ခိုးနဲ့အတူတူပဲเนาะခိုင်းတဲ့ o ခိုးမှာတဲ့ဖြုတ်လိုက်တော့ခါဤเนาะ o ခိုးနေရာမှာတူခိုးဖြစ်သွားတာဟဲ့เนาะနောက်ခိုးတဲ့စတခုရှိတိုးဤတဲ့ကဘယ်ကလာလဲဒီလိုတူခုကိုဤတဲ့ပြောင်းလိုက်တာเนาะလှုပ်ထားဆိုတဲ့အဓိပ္ပာယ်ပေါ့ဒီဟာကိုရှော့ထားလိုက်ပေါ့เนาะမှာစန်တာကုစ်တဲ့ o ဤတဲ့ကလာတာအဲ့ဒီနေရာမှာရှိတဲ့ကိုဖြုတ်လိုက်တော့ရှိတစ်လုံးနဲ့ကြံတယ်။အိုးကြီးတဲ့နေရာမှာတိုးကြီးတဲ့ပြောင်းသွားတာ။နော်ရှော့ထားဆိုတဲ့။နောက်တိုးရတဲ့တိုးပေပါကမိုစုခုနာခုနာရုခါရခတ်တဲ့ဥခနိုင်တူအင်နာသုံးဒီစက်ကူကတဲ့မကြခင်ကုံတော့မှာဖြစ်တဲ့အတွက်ကြောင့်ဝယ်မထားလို့မရဘူးဝယ်ထားရမယ်။စောနာကနံပါတ်1မှာသင်ခဲ့တဲ့9တူ grammar နဲ့ထပ်ဆက်လိုက်တာနော်9တူနဲ့ထပ်ဆက်လိုက်တဲ့အခါမှာ तू ကတူခုကို9ဖောင်ပြောင်းတော့တူခ9တူနော်အဲ့တော့တူဒီဘယ်ကလာလဲဆိုရင်ခတ်တဲ့โอခါနာခဲတယ်ပါနာဒီမဆန်တို့နော်ခတ်တဲ့โอခါ9တူတို့ကနေလာတာတဲ့ဖောင်ပြောင်းဒီတဲ့ဖြုတ်လိုက်တဲ့အခါမှာခတ်တစ်လုံးနဲ့ကျန်တယ်နော်โอခါ9တူဆိုတဲ့နေရာမှာတူခါ9တူဖြစ်သွားတော့ခတ်တဲ့တူโอခါ9တူနေရာမှာခတ်တူခါ9တူနော်တဲ့ပြုတ်သွားတော့ခတ်တူခါ9တူအဲ့တော့ဘာဖြစ်သွားလဲတိုရတဲ့တိုပေပါကမိုစုခုနာခုနာရုခါရခတ်တုခနိုင်တူဝယ်ထားရမယ်เนาะမဝယ်မဖြစ်ဝယ်ရမယ်ဆိုတဲ့ပုံစံဖြစ်သွားတယ်โอเคเนาะအဲ့တော့ဒီ2ရက်မြောက်နေ့ကတော့ဆိုလို့နံပါတ်1ကတော့လွယ်ပေမဲ့2နဲ့3နဲ့ကဖောင်ပြောင်းနည်းလေးတွေပါနေတဲ့အတွက်ကြောင့်နည်းနည်းလေးခက်ပါတယ်သတိထားပြီးတော့ကြက်စီချင်ပါတယ်โอเคเนาะဒီ exercise တွေလုပ်ထားပေးပါဒီနေ့ကဒီလောက်ပါပဲနောက်သင်ခန်းစာတွေမှာပြန်တွေ့ပါမယ်အားလုံးကိုကိုဆိုင်မဆိုင်မာတာ